别တင်ဆက်မှုကတော့အစ်စ်တွေကြီးပဲပေါ့နော်ဒီနှစ်ကအားလုံးဆရာရဲ့တင်ပြမှုအောက်မှာကျွန်တော်တို့ဖွဲ့သားအားလုံးလည်းအကျိုးစားထားပါတယ်ဗျာတော့ဒါဇက်တပမှာဆိုရင်ဒါကျွန်တော်တို့တစ်တာရင်းနေရောပေါ့နော်မင်းသားရင်းဆိုရင်လည်းအကောင်းဆုံးစူးစမ်းထားပါတယ်ပြင်ဆင်ထားတာတော့အများကြီးပါပဲသမီးတို့လာမယ့်နှစ်အတွက်ကာဝဲတစ်တရောအများကြီးပြင်ဆင်ထားပါတယ်စူးစမ်းထားပါတယ်သမီးတို့အားလုံးသမီးတို့လည်းဆက်လက်အားပေးကြပါဦးလို့ပြောချင်ပါတယ်အများကြီးစူးစမ်းပါစူးစမ်းတော့အများကြီးပဲဝင်ရပါနော်အခုယုံကြည်လို့လည်းအကိုနဲ့ဆရာတို့ဒါယုံကြည်လို့ကျွန်တော်တို့ဒါမန်းလေးသားရေပေါ့နော်မန်းလေးရပါဒါပေမဲ့အကိုနဲ့ဆရာကိုယုံကြည်လို့သားတို့ဒီကိုတက်လာတယ်တက်လာပြီးတော့အကိုရဲ့ဇက်ကြီးမှာဒါအောင်မြောင်တဖွဲသားလုံးပေါ့နော်ဥက္ကတို့မှမဟုတ်အကုန်လုံးတဖွဲသားလို့မင်းသမီးမင်းသားအားလုံးကစီစီလုံးလုံးနဲ့စူးစမ်းပြီးတော့တိုက်ပွဲဝင်မှာပေါ့ဘယ်လိုပြောရရင်တော့စူးစမ်းမှာပေါ့ဗျာနော်ဟုတ်ကဲ့အောင်ဆန်းပွေးတပင်ကိုလာရောက်ပြီးအားပေးကြပါဦးရှင်မင်္ဂလာပါဒါကိုကတော့ကိုပါလီညို့လေမန္တလေးကမိုးတိမ်မှာဟုတ်ကဲ့ကျွန်တော်ကတော့ဟာသာလူရှင်တော်ရွှေထူးပါခင်ဗျကျွန်တော်ဟာတာလူရှင်တော်ဦးလေးပါခင်ဗျာကျွန်တော်ကအာသာလူရှင်တော်တတပါခင်ဗျာသမီးကတော့ပြပြလေးပါရှင်သမီးကတော့ပြပြလေးပါရှင်သမီးကတော့မမဲလေးပါရှင်သမီးနာမည်ချုံနေလိုက်ပါဟုတ်သမီးနာမည်ကတော့မဒီနွေးပါသမီးနာမည်ကတော့ဒဝဲမလေးပါရှင်ကျမနာမည်ကတော့ပူပူချစ်ဖြစ်ပါတယ်သမီးနာမည်ကတော့တိတ်တိမ်သူပါသမီးနာမည်ကတော့ရှည်သူဖြစ်ပါတယ်သမီးနာမည်ကတော့စမိုးသူပါသမီးနာမည်ကတော့ဖူးပွင့်ဝေးဖြစ်ပါတယ်ရှင်ကျွန်တော်ကတော့ဒီအောင်ဆန်းမွေးဇက်တပင်ရဲ့လက်ထောက်မင်းသားဥက္ကဖြစ်ပါတယ်ခင်ဗျာကျွန်တော်တော့ထိုင်ဆိုင်မှဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့အာကာဖြိုးပါဗျကျွန်တော်ကတော့မောင်လာရောင်ပါဗျကျွန်တော်ကတော့ပိုင်ပိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ဝေယံထွန်းဖြစ်ပါတယ်ကျွန်တော်ကတော့ချစ်ထွေးဖြစ်ပါတယ် ဟုတ်ကဲ့ကျွန်တော်တော့ဟန်စစ်ဖြစ်ပါတယ်ခင်ဗျာဆရာတော့ဒါအကုန်လုံးပေါ့တယောက်ချင်းစီတိုင်းပေါ့နော်ကာကျိုးတွေအစားမညီရရောအကုန်လုံးတဦးချင်းစီတိုင်းပေါ့နော်အားနေချက်ဘယ်သူအားနေချက်ကဘယ်အားရှိတယ်ဘယ်သူအားသာချက်ဘယ်နှမှာအားသာတယ်ဆိုအားလုံးကိုဆရာကိုယ်တိုင်စီစစ်ပြီးတော့ပေါ့နော်သူနေရာလေးနဲ့သူကလိုက်ထားပြီးတော့ဆရာစူးစမ်းထားပါတယ်ဗျဖြောပြတင်ဆက်မှုကတော့အစ်စ်တွေကြီးပဲပေါ့နော်ဒီနှစ်ကအားလုံးဆရာရဲ့တင်ပြမှုအောက်မှာကျွန်တော်တို့ဖွဲ့သားအားလုံးလည်းစူးစမ်းထားပါတယ်ဗျတော့ဒါဇက်တပမှာဆိုရင်ဒါကျွန်တော်တို့တစ်တာရင်းနေရောပေါ့နော်မင်းသားရင်းဆိုရင်လည်းအကောင်းဆုံးစူးစမ်းထားပါတယ်ပြင်ဆင်ထားတာတော့အများကြီးပါပဲသမီးတို့လာမယ့်နှစ်အတွက်ကာဝဲတစ်တရောအများကြီးပြင်ဆင်ထားပါတယ်စူးစမ်းထားပါတယ်သမီးတို့အားလုံးသမီးတို့လည်းဆက်လက်အားပေးကြပါဦးလို့ပြောချင်ပါတယ်ပြင်ဆင်ထားတာတော့အကုန်လုံးပါပဲပွဲစားထွက်ပြီးဆိုရင်ကိုလိုတဲ့ပစ္စည်းတွေအစဒီမှာပေါ့နော်စမမဖျော်ပြတဲ့ခါကျရင်လိုလေစိတ်မရှိအောင်အကအစအကုန်စူးစမ်းပြီးတော့ကျမတို့စူးစမ်းထားပါတယ်တစ်ဖွဲလုံးပြင်ဆင်ထားတာတော့အများကြီးပါပဲဟွာနေမအိမ်ညမအိမ်စူးစမ်းထားတာပေါ့ဇက်အစ်စ်လေးဆိုတော့သူများတဲ့နည်းနည်းထူးခြားအောင်လို့အများကြီးစူးစမ်းထားပါတယ်လူတွေကလည်းအကုန်လုံးအစ်စ်တွေဆိုတော့အစားဆုံးကိုစူးစမ်းရပါတယ်ရှင်အကုန်လုံးတော့စီစီလုံးလုံးလေးနဲ့အကုန်လုံးတညီတည်းဖြစ်သွားအောင်တော့တခုချင်းလိုက်ပြီးတော့ပြောပြခဲ့ပါတယ်အကုန်လုံးလည်းတော်တော်လေးစူးစမ်းထားပါတယ်ကောင်းတယ်ဒီပန်နေအကြောင်းစင်ပေါ့နော်ညီလေးတို့ဒါမန်းလေးပန်နေအကြောင်းဆိုရင်ကျွန်တော်ဒါလည်းညီလေးတို့နဲ့တစ်နှစ်ထဲသူကလည်းတစ်နှစ်ထဲပဲညီတို့မန်းလေးပန်နေအကြောင်းစင်ပေါ့နော်ဟုတ်ဆရာဦးမြင့်သိန်းဆရာဦးစောနိုင်ဝင်းရဲ့တပည့်ပေါ့နော်အပြင်လောကမှာတော့ညီလေးကပထမဆုံးကိုချစ်စွမ်းတာထဲမှာကောက်ဘူးတယ်ကိုချစ်စွမ်းတာထဲမှာဒီနှစ်မှကျွန်တော်ဆရာချင်းတို့ကလမ်းခေါ်လို့ကျွန်တော်ဒီကိုရောက်လာပါတယ်ဒီရောက်တော့လည်းလူလေးသိမရှိဘူးအကိုရောနော်ဆရာရောအားလုံးပံ့ပိုးပေးပါတယ်တစ်ဖွဲလုံးအတွက်ကောဒီလိုနဲ့အနုပညာလောကတွေရောက်လာမွေးကနေဝါသနာပါအများကြီးစူးစမ်းပါစူးစမ်းတော့အများကြီးပဲဝင်ရမှာနော်အခုယုံကြည်လို့လည်းအကိုနဲ့ဆရာကိုဒါယုံကြည်လို့ကျွန်တော်တို့ဒါမန်းလေးသားရေပေါ့နော်မန်းလေးရပါဒါပေမဲ့အကိုနဲ့ဆရာကိုယုံကြည်လို့သားတို့ဒီကိုတက်လာတယ်တက်လာပြီးတော့အကိုရဲ့ဇက်ကြီးမှာဒါအောင်မြောင်တဖွဲသားလုံးပေါ့နော်ဥက္ကတို့မှမဟုတ်အကုန်လုံးတဖွဲသားလို့မင်းသမီးမင်းသားအားလုံးကစီစီလုံးလုံးနဲ့စူးစမ်းပြီးတော့တိုက်ပွဲဝင်မှာပေါ့ဘယ်လိုပြောရရင်တော့စူးစမ်းမှာပေါ့ဗျာနော်ဟုတ်ကဲ့မျိုးလေးပါပထမဦးဆုံးတော့ကိုတို့ဒါ6ယောက်ညီလေးတယောက်ကတော့သူ့ရဲ့ကျမကြီးအချိန်လေးကြောင့်ခက်တာအနားယူတဲ့အချိန်လေးကိုတို့အတဲချိန်လေးတွေပြီးရင်2ယောက်ချိန်လေးတွေဒါတယောက်တော့ပြီးဘောင်လေးတွေဒါမင်းသားဒါကြတော့မင်းသားအချိန်လေးကိုကြည့်ပြီးတော့အချိန်ရှိသလိုမရှိရင်မရှိသလိုမင်းသားရဲ့အချိန်လေးကြည့်ပြီးတော့ပိုင်းပြက်ပြီးတော့ကိုတို့ကပြက်ပေးရမှာဟုတ်ကဲ့ဗျကျွန်တော်တို့ဟာတစ်ခိုင်းလေးကြတော့ဒါကျွန်တော်တို့ကဝင်ကြလို့ရတယ်ခုနပြောတဲ့ဟာအကိုပြောတဲ့လိုပဲနော်ကိုပါလီပြောတဲ့လိုပဲဟလာအလားကြတော့အချိန်လေးပေါ်မူတည်ပြီးကြည့်ရဟာတာတစ်ခိုင်းကြတော့ကျွန်တော်ကဗန်တစ်သွားရတာလေအချိန်နဲ့ပိုင်းတက်ပြီးတော့ကျွန်တော်စီစဉ်ထားပါတယ်အကုန်လုံးအလုပ်တော့ကတော့အများကြီးလုပ်ထားတယ်တခန်းရဲတွေရောပြက်လုံးတွေရောဗာအကုန်လုံးစုစုစီလုပ်ထားတယ်ကျွန်တော်ညီကိုတွေကျွန်တော်ညီမိုးတိမ်ဆိုလို့ရှိရင်ဒါမန္တလေးကဟုတ်ကဲ့သူကရန်ကုန်မကဘူးအခုမှဆင်းလာတာဟုတ်ကဲ့ဒါသူတို့ကဆိုလေရန်ကုန်ကပုတ်မဟာတွန်တွေက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 မြောက်ရီရပါဒါမြောက်ရီကဒီနေ့မှရန်ကုန်ဆင်းလာတာဒါကတော့အကိုရဲ့တူတာတာဒါအရင်နှစ်ကလည်းဟိုကျွန်တော်တို့မင်းသားအောင်ဆန်းပွက်ဒါပေမဲ့ကျွန်တော်တို့ဒီကောင်ငပွင့်လို့ပဲခေါ်တယ်ဟုတ်ကဲ့ချစ်သူလုံးနဲ့ဒါကာဘူးတယ်ဟုတ်ကဲ့ရန်တဲ့လူကတော့ငပွင့်နဲ့ကဒီနေ့မှ
လက်လွဲတာခေါင်းဆောင်မင်းသားအောင်ဆန်းမွင့်ပြောထားသလိုပဲဇက်သက်မှာလူရှင်တော်ဆိုတာဂျိုကာဆိုတာ तू လိုတဲ့နေရာလေးထည့်သုံးမယ်အဲ့ကျွန်တော်လူရှင်တော်တွေကတော့လိုတဲ့နေရာမှာထည့်ပြီးတော့ဖြည့်ဆည်းပြီးတော့အကိုတို့ရဲ့လူရှင်တော်တွေရဲ့တာဝန်ပဲပေါ့ ဖြတ်ခွက်ကြအကုန်ပါတယ်စကားမပါဘူးကြောက်သွားတာဒါကျွန်တော်တို့လိုအပ်ရင်လုပ်ပေးရလုပ်ပေးရမှာကျွန်တော်က ကြားရဇက်ရုပ်လေးပေါ့နော်တကားအားပါတာမပါတာမသိဘူး နောက်မပါဘူးကျွန် ဒါ တော် မင်းသားအောင်ဆန်းမွေးကဒါဒီညာလေးအကိုရေလမ်းလျှောက်လေးလိုတယ်လမ်းလျှောက်လေးဖြတ်ပေးပါဆိုလဲဖြတ်ပေးရမှာဒါပဲဒါအဓိကကြားတာကြီးမကြားတာကြီးမသိဘူးဟုတ်တယ်မလားဒါမင်းသားဒီညာကိုခိုင်းရင်တော့မင်းသားခိုင်းတဲ့နေရာတော့လုပ်ပေးရမှာအခုလိုရတောင်းအဲ့တော့ तू ပြောထားတယ်လေလူရှင်တော်ဆိုတာဂျိုးကခုနကကျွန်တော်ညီလေးရွှေတူပြောသားသလိုပဲ तू မောနေလားမောနေတဲ့အချိန်လေးကိုကြည့်ပြီးတော့ကိုတို့ကအပြောလုံးအတူလေးတွေပဲအရှိတော့နော်ပြက်ပြီးလို့မရဘူးဘာလို့လဲနှစ်ပါးသွားမှာမင်းသားဥဆောင်တာမင်းသားကိုပဲပံ့ပိုးပေးရမယ်မင်းသားပဲဥဆောင်မယ်အဲ့တော့မင်းသားလိုအပ်တဲ့နေရာလေးပဲနှစ်ပါးသွားမှာလိုက်ပြီးဖြည့်ဆည်းပေးမယ်စူးစီးပေးမယ်ကျွန်တော်တို့လေဒီနေ့ရာသီမှာအောင်ဆန်းပွင့်သပင်နဲ့ကျွန်တော်တို့လူရှင်တို့မင်းသားမင်းသမီးတွေအားလုံးကိုလည်းတခက်နဲ့တည်းအားပေးပါလို့ကျွန်တော်တို့ချစ်တဲ့အောင်ဆန်းပွင့်သပင်ကိုချစ်တဲ့ပြည်သက်ကြီးများကိုအားလုံးပဲလေးလေးစားစားနဲ့ဖိတ်ခေါ်ပါတယ်ခင်ဗျာ ဒီအောင်ဆန်းပွင့်စက်တပင်ကိုပွဲထွက်တဲ့ခါကျရင်လာရောက်အားပေးကြပါအောင်လို့ကျွန်တော်တို့ညီကိုအားလုံးကဖိတ်ခေါ်ပါတယ်ခင်ဗျာ အောင်ဆန်းပွင့်တပင်ကိုလာရောက်ပြီးအားပေးကြပါဦးရှင်